No. Wow. Wow! Beautiful! Today is so very nice. Okay, where you from? Myanmar. Myanmar, right? I'm from Philippines. Nice to meet you. Piliin mo ang Pilipinas, kapulo ang kwintas ng pera. Myanmar với mong à? Well, what did you say? Yeah, no, I forgot. You saw the Myanmar flash, right? Yeah. I'm changing the region. Okay. I'm Philippine. Okay, namaste. Fuck, bro. Why? Yo. ချက်ချင်းကိုဖိလစ်ပင်းလိုမင်္ဂလာပါငါမေ့သွားတာ what the fuck ထီသွားပြီ Lấy luôn mi à? မောင် okay ဘောငါဖိလစ်ပင်းရောဖိလစ်ပင်းမင်္ဂလာပါယူချက်ချင်းမေ့သွားငါ live အစားရတယ်ဆို okay ညီမလေးကဘယ်ရလဲ Ai xem gì? Oh shit. Here we go again. ရှမ်းပြည်ဘယ်ရလဲရှမ်းပြည်ဘယ်ဘိုင်းရလဲ Tàu phải တောင်ကြီးရလား mà không được chạm nữa. အော်ဟဲဟို No. အောင်မန်း Em Dạ. không mong. အဲ့ဘက်မို့အဲ့ဒါပင်းတရအင်းလီညောင်ရွှေညောင်ပခုတ်ကူ Ah, perlu bapak apa? Okay. Bea.ပြောတဲ့တိမှာမဟုတ် ဘာလို့မသိရမလဲအော်ဒုက္ခပဲမြန်မာနိုင်ငံမြေပုံဘယ်သူဆွဲခဲ့တယ်လို့ မသိ မြန်မာသားဆီယမဆွဲပြတာ Okay အကူစတယ်မှာ မဟုတ်ပါဘယ်ဒီရုပ်ကြီးနဲ့ဆွဲလို့ရပါမလားဆွဲနေဆိုတာအဲ့လိုရုပ်ချောကောင်လေးဆွဲတာအကိုတို့ကြလို့အသက်လည်းကြီးပြီလေနော် လူလေမဆိုင်ပါ Okay မလေးလက်ရှိကအသက်ဘယ်လောက် ဖြစ်ရှိ 18 Okay, thank you. Okay. 18ဆိုတော့ကျေးဇူးတင်ပါတယ်နော်ညီမလေးကိုစောင်းဝေးပြီးတဲ့ညီမလေးအဖေနဲ့အမေအားလုံးကျေးဇူးတင်တယ်လို့ပြောပေးပါနော်18ပြည့်သွားတဲ့အတွက်လို့ညီမလေးကျေးဇူးတင်ပါတယ်အကိုနဲ့စုံတွဲမှုလည်းကျေးဇူးတင်ပါတယ်ကဘာယူလည်းကျေးဇူးတင်ဖျားသခင်လည်းကျေးဇူးတင်အားလုံးကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်လို့ Thank you for all, okay? အခုအသက်ဘယ်လောက်ထင်လဲ Let's no. Let's go. Này, short không? Ôi sao vậy? Let's chào. Nene chẳng nene live chẳng nó Let's à? Yes sir. Perlu biết không ngon, nó sẽ cố ý command lại nhưng mà đi điểm là nó hóa giúp cái tên rồi nhưng toán này thay cái này từ lúc Okay. Nó sang ngã rồi mà lẽ rồi. Phía này nó sang ngã phía này là của. Phía này. Mô cô mấy đã rồi. Phía này là rồi. Nhưng mà lẽ sẽ shit quá tiệm là. Con nó sang ngã. Phía này. Tí rồi. Chết gì à, what the fuck?
No. Okay. Slowly. Okay. စိတ်ကိုတည်တည်ငြိမ်ငြိမ်လေးထားစမ်းပါကွာ အဲ့ဆိုတော့ညီမလေးအခုကလက်ရှိကအသက်16နော်ဘာလိုမျိုးလဲရှမ်းပြည်နယ်ဆိုဘာလိုမျိုးလဲ ရှင်မ ဟမ် ရှင်မ ရှမ်းမအော်မိုင်ဆွန်ခ မရှိက မိုင်ဆွန်ခ Okayရှမ်းဆိုတော့အဲ့ဆိုရှမ်းဆိုတော့ကိုလည်းရှမ်းပြဒါပေမဲ့ကိုကရှမ်းရှိရပါသိရမလား ရှင်ရှိ ရှမ်းရှိတက်ချီလိုက်ကပေါ့ Okay အခုဘာလိုမျိုးလို့ထင်လဲ တည် မဟုတ် ဘာလဲလား မဟုတ်ကျွန်တော်အမေရိကန်ကျွန်တော်ဂျပန် 富士の高嶺に来る雪も လိန်နေ လေးနေ လိန်နေ Okay ကျွန်တော်မြန်မာလူမျိုးစစ်ပါပဲဒါပေမဲ့ကျွန်တော်မြန်မာနဲ့တိတ်မတူဘူးလားလို့ リオネ နော် တိတ်မတူ ဟုတ်တယ်ဘာနဲ့တူ နည်းနည်းချာ နည်းချာ 富士の高嶺に来る雪も What the fuck Okay ဘာနဲ့တူတော့သိလား ဒီ ညီမလေးရဲ့ကောင်လေးနဲ့တူอ่ะ ကွက် Okay sorry ညီမလေးရှမ်းလူမျိုးဆိုတော့အဲ့လိုရှမ်းစကားပါတက်မှာပေါ့ တဲ့ Okay အဲ့ဆိုရင်ရှမ်းနည်းနည်းမေးကြည့်မယ်လေနော် Here we go again. ကျေးစီကိုဘယ်လိုခေါ် ဂျီစီ ကျေးစီတည်ရမလားကျေးစီထွန်းလာလေဖျားစင်မှာချိန်ထားထွန်းလာလေကျေးစီ ဘိုင်တဲ့ဘလို့ကရှမ်းလို့ သိလားမသိရှမ်းမစစ်ဘူးနော်မသိရှမ်းမစစ်ဘူး မတီးဘိုင် Okay ရလာအခက်တွေ့နေလားရ ဟိုတခြားပြော ရှမ်းမစစ်ပါဘူးနော် Okay ဒါသူဟာရှမ်းစစ်တယ်အိမ်မှာရှမ်းလို့ပဲပြောရလားOkay အဲ့ဆိုရင်နည်းနည်းလွယ်တာပဲမေးလိုက်မယ်ကွာလွယ်တာလေးပဲညီမလေးလည်းအခက်တွေ့သွားမှာဆိုတော့သိရမလားဟိုဘယ်လိုခေါ်လဲတငင်းသီးကိုဘယ်လိုခေါ် ဘင်းဒီလာရင်ဒီအခက်အခုအဲ့လိုမျိုးရစရ Okay ဟုတ်ပြီနော်ညီမလေးချစ်ဖို့ကောင်းလို့အကိုနည်းနည်း short ပေးလိုက်မယ်နည်းနည်းလွယ်လေးပဲမေးလိုက် Not again အဲ့ဆိုရင်အဲ့လိုတခုပေါ့ညီမလေးထက်အဲ့လိုညီမလေးအခုဆက်ဆို relationship ရှိလားညီသားရှိလားကောင်းလေးရှိလားမရှိဘူး မရှိ Okay အဲ့ဆိုတော့ bro ငါနည်းနည်းတရုပ်ပြန် fuck sorry ညီမလေးအခုလက်ရှိညီမလေးထက်အဲ့လိုကြီးတဲ့ချစ်သူရီးစားကိုဘယ်လိုခေါ်လဲရှမ်းလိုမျိုး ပီပီ ဗျာ ပီပီ ဗျာ ပီ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  ဗျာ Okay အခုဆက်ရှိဆိုတော့ညီမလေးအခုဘာလဲလုပ်နေလဲကျောင်းတက် ကျောင်းယူနီ uni တက်နေuni ဘာမေးကြလဲ စိုက်ကို bro ခဏ first or second first ပြီးသွားပြီမလား တော့အခုမှမတက်ရသေးဘူးမျိုးစတာ မဟုတ်လေအဝေးတင်မဟုတ်လားဒေးလား ဝေး အဝေး
နောက်နေ့ငါចောင်းပြတ်တက်ပြီရအောင်နော် တတာချောင်းသွားမယ်တတာချောင်းသွားမယ်ပညာရတက်ဖို့ကျင်ရရဖတ်ဖို့ နော်နောက်နေ့ငါចောင်းပြတ်တက်ပြီအကူကဆိုင်ကိုဒါပေမဲ့ second year နဲ့နားထားတာ second year နဲ့နားထားတာကွာ အော် အဲ့ဆိုတော့တိုင်းတောင်ကြီးမှာပဲသွားတတ်တာမလားဟုတ်တယ်မလားနောက်နေ့ကိုပတ်စံကိုစူပြီးចောင်းတက်ပြီနော်ငါပတ်စံကိုစူလို့မရရင်မိဘပတ်စံတောင်းမှာဒါပဲရှင်းရှင်းပဲရအောင်နော်စိုက်ကိုမေချာမှာတွေ့ပြီသိရမလားငါចောင်းတက်ပြီဒါကြီးနော်ဒါပေမဲ့ငါကျွန်တော်အခုအရင်တော့တောင်ကျိုင်းတော့မတက်တာကျိုင်းတော့မှာအခုစိုက်ကိုမရှိတော့တာတက်မယ်ဆိုရင်ကျွန်တော်တောင်ကြီးလာတက်ရမှာအဓိကတော့မဟုတ်ပါဘူးစားအဲ့လိုစားလို့ခြင်းလို့မဟုတ်ပါဘူးသိရမလား မရိုင်းအဲကောတော်မရိုင်း အာနော်ဟျောရှာပါမဟုတ်ကျွန်တော်တို့ psycho major ဆိုတာတအားနဲတယ်ဗျာသိရမလား ဟုတ်တယ် အဲ့ကျွန်တော်တို့အဲ့လိုမျိုးကျွန်တော်တို့ကျောင်းတော့ဆိုရင် fat C ရယောက်ျားလေးဆို4ယောက်ပဲရှိတယ်အဲ့လိုမျိုး fat C ရယောက်ျားလေး4ယောက်အဲ့ထဲမှာကင်းရွေးတာကင်းနဲ့ princess 2ခုရွေးတာကျွန်တော်မပေါ့ဘူး နာကျင်မှုနာကျင်မှု မို့အဓိကအဲ့ပါဆောင်ဖြောင်းလာတယ်သိရမလားအဓိက မင်းဖေသွားပြော တခြားပါလေ့လာ တယောက်စားတင်မှုစဉ်းစား တရုပ်စာတင်မစဉ်းစားမှာအာကိုတင်မေးပါဘာသိချင်လဲပြောအကုန်သိချင်တယ်ဟာအဲ့ဆိုရင်တော့ညီမလေးအဲ့ဆိုအဝေးကနေတင်လို့မရတော့ရနာတက်25နှစ်ရောက်မှာနော်မင်းတို့ကောင်းနေနော်မဟုတ်သေးဘူးနော် မင်းတို့ကမဟုတ်တော့ဘူးကွာ အဲ့ဆို dream အနေနဲ့ဘာတွေရှိအောင် dream 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 125လားဟို sorry ဟို dream အနေနဲ့ဆိုရင်ဘာဖြစ်ချင်လဲဆရာဝန်ကြီးလား engineer ကြီးလား အားလုံးဖြစ်ချင် ဘာမှမဖြစ်ချင်ဘူးဟာအဲ့ဆိုရင်ဒီနေ့ကစပြီး dream အနေနဲ့မှတ်လိုက်တော့အခုကောင်မလေးဖြစ်ချင်လားရောမောင်ငါတို့နေဒီအော်တူရောညူးနေဖာ တာနဲ့အခု TikTok လို့ သုံးတယ်လေးသုံးတာဗောကွာတက်တော့မှကိုအဲ့လိုဟိုဖင်လောက်ကနော်ညီမလေးတက်တော့သုံးလား တုံးနေတယ်မစော မစောက်ဘူးလားဘာမှမတင်ထားဘူးလား Okay thank you ပါညီမလေးနော် Okay bye bye မ Okay bye bye ma you like subscribe